ယောက်ျားလေးတွေရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်တဲ့မိန်းကလေးအမျိုးအစား၈မျိုးယောက်ျားလေးအများစုရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်တဲ့မိန်းကလေးအမျိုးအစား၈မျိုးကိုဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားချင်ပါတယ်။တင်းချစ်သူကောင်မလေးကဒီအချက်တွေကတဝက်လောက်ပိုင်ဆိုင်ထားရင်ကိုသင်ကအယမ်းကန်ကောင်းတယ်လို့ဆိုနိုင်ပါတယ်။တစ်တင့်ထက်ပိုညံကောင်းတဲ့မိန်းကလေးထက်မြက်တဲ့ယောက်ျားလေးတွေကသူတို့ထက်ပိုပြီးညံကောင်းတဲ့မိန်းကလေးတွေကိုသဘောကျတတ်ကြပါတယ်။ဘာလို့လဲဆိုတော့ဘဝရဲ့အစိတ်ပိုင်းကိုလက်တွဲပေါ်စီကနေတင်ယူပြီးဖြတ်တန်းရမယ်ဆိုတာကိုသူတို့ကသိနေလို့ပါပဲ။နှစ်ဂျိုးသားဖြူစင်သောမိန်းကလေးသူမကတင့်ကိုဘယ်အကြောင်းနဲ့မှမညာတတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တင်တို့ကြားကဆက်ဆံရေးမှာအလိမ်အညာနဲ့မထိုက်တန်ဘူးဆိုတာသူသိနေလို့ပါပဲ။တခါတလေအမှန်တရားကတင်တို့အတွက်အဆင်မပြေခဲ့ဘူးဆိုရင်တော့သူမကတင့်ကိုဘယ်တော့မှညာမှာမဟုတ်ပါဘူး။သုံးအကောင်းမြင်စိတ်ရှိတဲ့မိန်းကလေးအခုခေတ်မှာဘဝကိုအမြဲတမ်းအကောင်းမြင်စိတ်နဲ့ကြည့်ဖို့ဆိုတာတကယ်ခက်ပါတယ်။ပြိုင်ဆိုင်မှုတွေများလာတဲ့အတွက်စိတ်သက်ကြစရာတွေကလည်းများလာတာပေါ့။ဒါပေမဲ့သူမအတွက်ကတော့ဒါကအကြောင်းမဟုတ်ပါဘူး။အကောင်းမြင်စိတ်ဆိုတာကူးဆက်တတ်တဲ့အရာပါ။သူမရဲ့အနာကလူတွေကိုလည်းအကောင်းမြင်စိတ်နဲ့ရှင်သန်လာအောင်ပြုလုပ်ပေးတတ်တဲ့သူပေါ့။လေးမျှမျှတတစဉ်းစားတတ်တဲ့မိန်းကလေးအမြဲတမ်းနှစ်ဖက်ကိုမျှတစွာစဉ်းစားတတ်တဲ့မိန်းကလေးဆိုတာရင့်ကျက်တည်ငြိမ်ပြီးကိုတည်ငြိမ်တဲ့လက်တွေ့ကြကြဘဝကိုနေထိုင်တတ်သူလည်းဖြစ်ပါတယ်။ relationship ဆိုတာတစ်ဖက်သက်နဲ့တည်ဆောက်လို့မရဘူးဆိုတာကိုလည်းနားလည်တဲ့သူပါ။ကောင်းမွန်တဲ့ RS ဖြစ်ဖို့သူမရဲ့ဘဝထဲမှာလည်းတင့်ကိုနေရာပေးရမယ်ဆိုတာကိုနားလည်တဲ့သူပေါ့။ငါတင့်ကိုပျော်ရွှင်ရဲမောစေတဲ့မိန်းကလေးဟာတညံရှိတဲ့မိန်းကလေးကတင်တို့ relationship ရဲ့အချိန်တော်တော်များများကိုရေမောခြင်းနဲ့ကုံဆုံးစေသူတွေပါသူမကအမြဲလိုဟာတတွေပြောပြီးပြောအောင်နေတတ်သူပေါ့ဒါ့အပြင်မင်းပြောတဲ့ဟာတတွေကိုလည်းနားထောင်ရေမောတတ်တဲ့မိန်းကလေးမျိုးပါ6ပွင့်လင်းပြီးအမြင်ကျဲတဲ့မိန်းကလေးဒီလိုမိန်းကလေးတွေကတော့တင်ယူလိုစိတ်ရှိပြီးဆက်ဆံရေးကောင်းတဲ့သူတွေပါသူမကိုစန့်ကျင်အပြစ်ပြောသူတွေရဲ့ထင်မြင်ချက်တွေအမြင်တွေနဲ့အယူအဆတွေကိုမယုံနိုင်လောက်အောင်ခံနိုင်ရရှိသူလည်းဖြစ်ပါတယ်။မင်းတို့နားထောင်ကောင်းတဲ့သူလည်းဖြစ်ပြီးပြဿနာတွေအတွက်တိုင်ပင်ပေါ်ကောင်းဖြစ်စီမှာသိကြပါတယ်။ခွန်ကျင်နာတတ်တဲ့မိန်းကလေးဒီနေ့ခေတ်မှာကျင်နာတရားရှိသူတွေကရှာရခက်တာမို့ဒီလိုမိန်းကလေးကိုတွေ့ပြီဆိုရင်တော့လုံးဝလက်လွတ်မခံပါနဲ့။မတရားမှုတွေမြင်တိုင်းအမှန်တရားဘက်ကရက်တီတာကိုမြင်ရရင်သူမရဲ့ကျင်နာစိတ်ကိုသိနိုင်ပါတယ်။ဒီလိုရက်တီလို့ဘလို့ဆုလက်ကိုမှမျောလင့်ခြင်းမရှိပဲကူညီတတ်တဲ့မိန်းကလေးပေါ့။ရှစ်ကိုအားကိုတတ်တဲ့မိန်းကလေးသူမရဲ့ဘဝကို relationship တစ်ခုနဲ့အတိတ်ပဲမတတ်မပါဘူး။သူမကစိတ်သက်ခိုင်မာပြီးလွတ်လပ်စွာကိုအားကိုရက်တီခြင်းသူပါ။သူမမှာဖြစ်ချင်တဲ့အိမ်မက်တွေအများကြီးရှိပြီးဒီအရာတွေနဲ့သူမဘဝကိုပုံဖော်ဖို့စူးစမ်းတတ်တဲ့မိန်းကလေးပါကဲဒီလိုချစ်သူမိန်းကလေးမျိုးပိုင်ဆိုင်နေရပြီဆိုရင်တော့တင်ကကံကောင်းတဲ့သူပါနော်